စာဒီပါကိုပြီးအောင်ပြီးမဲ့အမှုတွေကိုလှုပ်ထားကံဘောစာဟုတ်နော်ဘောရီယာပါတန်ကံဘောစာပါဠိကံဘောစာကပါဠိစကားကံဘောစာသစ္စာလေးပါးတည်တဲ့အမှုတွေကိုလှုပ်ထားကံဘောစာစိတ်ကလာရှံစစ်ပလားဘုကုမယာကြီးပုတ်ကလားဟုတ်ပါတယ်ရှာမဖြစ်သေးဘူးပေါ့ဘုရားပြပါတယ်ဘာဟိုးစားကဘယ်ဟိုးစားဖြစ်တာတော့ဟင်သစ္စာလေးပါအမှုကိုပြုလုပ်တဲ့အဲ့ဒါကံဘောစာဟုတ်တော့အဲ့ဒါကိုသူတို့ကရှမ်းလို့ရှမ်းကနှမျိုးသူရကောင်းတဲ့အရှင်ကံဘောစာကိုဟိုကြတော့တာမိခေါ်တာပေါ့အရှင်ကိုနေရှမ်းဖြစ်တာအဲ့ဒါရကောင်းရှမ်းတခါဟိုတာယာပေးရှမ်းကိုတွေ့ဘူးလားတာမိအဲ့ဒါဟိုတွန်းနေရှမ်းရေးတယ်လို့ပေါ့တွန်းနေရှမ်းကတွန်းတာတာမကနေရှမ်းဖြစ်နေတာတွန်းနေရှမ်းဆိုတာဟုတ်နော်ဟင်တွန်းနေရှမ်းကြားဘူးလားသူတို့အဲ့ဒါတာမတွန်းတာတာမကရှမ်းဖြစ်နေတာဟုတ်နော်အခုလေတာမိဆိုတာတို့ဘာတို့တစ္ဆာလေးပါးကိုအမှုတွေကိုပြုနေတဲ့ပုဂ္ဂိုလ်ဟာကိလေသာရဲ့သခင်သာဖြစ်ရမယ်ကိလေသာရဲ့ကျုံမဖြစ်စေရဘူးလောဘခိုင်းတာလို့ရင်ကိလေသာကျုံမဟုတ်လားဒေါသခိုင်းတာလို့ရင်ကိလေသာကျုံမဟုတ်လားလောဘခိုင်းတာမလို့ဘူးဒေါသခိုင်းတာမလို့ဘူးကိုယ်လူစိတ်နဲ့ကိုယ်လှုပ်ထားအဲ့ဒါသခင်ရာကနေလို့သခင်ကနေတာမိတာသခင်ကိုပါဠိလိုတာမိတို့မြန်မာလိုတော့သခင်ဟုတ်နော်အဲ့ဒီတာမိကိုဟိုတို့ရေးတဲ့ခါကျတော့ရှံလို့ရေးတာပေါ့တာမိကနေရှံဖြစ်တာလေတာမကရှံဖြစ်တယ်လို့တာမိကရှံဖြစ်တာတာယာပင်းနဲ့ရှံအဲ့ဒါကစကားပြောများလာတော့ရှံဖြစ်ပြီးတော့ပေါ့ရှံကနေရှံဖြစ်သွားတာဟုတ်ပေါ့ဟင်အဲ့တော့တခင်မျိုးကိုဆိုလို့လေရှံဆိုဟုတ်နော်တခင်မျိုးကိုတာမဆိုတဲ့ပါဠိဟိုတို့ဗမာလိုပြောရင်တော့တခင်ပေါ့ဟုတ်နော်အဲ့ဒါကိုတို့ပါဠိတွေနဲ့ကြတော့ရှံပေါ့တာမကရှံမို့တခင်မျိုးလို့ပြောတာလောဘခိုင်းတာမလုပ်ဘူးလောဘခိုင်းတာလို့ဒီတို့ဂျုံမျိုးဖြစ်သွားမှာပေါ့လောဘဂျုံဖြစ်သွားမှာပေါ့တဏှာဂျုံဖြစ်သွားမှာပေါ့ဟုတ်နော်ဒေါသခိုင်းတာလို့ရင်တို့ဂျုံပေါ့သူခိုင်းတာလို့ရတာလေအဲ့လိုသူခိုင်းတာမလုပ်ဖ ೇನೆ ကိုယ်ပိုင်စိတ်နဲ့လုပ်တာကိုရှမ်းတာမိဟုတ်နော်ဖြစ်ပလားရှမ်းမင်းကြီးနေဘယ်လိုလုပ်ဖြစ်တာတော့နေလောဘခိုင်းတာလုပ်တာလားနေခိုင်းတာနေကိုယ်တိုင်လုပ်တာလားဟုတ်ပုံပေါ်ပါမလားဟင်ဟုတ်ပုံပေါ်ပါမလားမင်းကြီးရပြောစားပါမယ်ဗျာဟာစစ်တတိယောသွားပြီဟင်နေတတိယောသွားပြီကြိုးစားပါမယ်ဖေဟင်ကံဘောဇာဆိုတဲ့ပါဠိကနေပြောအဲ့ဒီတခင်ဆိုတာဖြစ်နေတာကံဘောဇာဆိုတာဘောရိယံကံမန်ဇာတံကံဘောဇာသစ္စာလေးပါးတိမဲ့လုတ်တီကိုလုတ်နေတာကံဘောဇာဟုတ်နော်ပါဗျာလုတ်ကလားမိုင်ကြီးကလုတ်ပါမယ်ဗျာလုတ်ပါမယ်ခုမှပါမယ်ဒါနေရှာမဖြစ်သေးဘူးနေရှာမဖြစ်သေးဘူးပေါ်တိုင်းဖြစ်ပါမယ်ဗျာဖြစ်ပါမယ်ဗျာကိုလူမျိုးရဲ့နာမည်ရအဲ့ဒါကိုယူရမယ်နာမည်ဒီနာမည်နဲ့လိုက်အောင်လဲသူကလို့ရအောင်မေးဒီလူလေးနဲ့မပြီးနဲ့ဟုတ်နော်နောက်တစ်ခါဘဝမရှိဘူးဒီဘဝအပြဆိုရင်တော့ကြိုက်တာလို့ပြောစရာမလိုပါဘူးကိုကအတူဘဝကဘယ်တော့ဆုံးမှာတယ်တို့
တို့ဘဝဘယ်တော့ဆုံးမတဲ့တို့ဒီကနေ့ဆိုရပါအောင်ပါလေဘယ်တော့ပါမတာတို့မသိတာလေဘယ်တော့ပါမလို့မသိဘူး မသိဘူးဗျာ အထက်ပါဖို့မသိကြဘူးအောက်ပါဖို့သိကြတယ်ဟုတ်နော်တခင်ဒီအောက်ကြီးလည်းပြန်လာလိမ့်မယ်ထင်တယ်တခင်ဒီထက်ပြန်မလားအောက်ပြန်မလားယုံဘုံကြောင့်နေပြန်ရင်နာပြောတာမဟုတ်ဘူးလားဖြစ်ပါဗျာပြန်ရင်နာပြောတို့မှနေရှိသေး၍ကိုယ်စိတ်ကိုမပိုင်ဘူးတဲ့လုံးသူများစိတ်နဲ့နေရတာကိုယ်စိတ်နဲ့နေသူရှိလို့လားရှိပါဘူး။သားစိတ်သမီးမြင်သမီးစိတ်ဒီစီမြင်ဒီစီစိတ်ဟုတ်နော်ကိုယ်ပိုင်စိတ်နဲ့နေရတာမရှိဘူးတခါတစ်ဖက်ကသားစိတ်သမီးစိတ်ဒါတွေဟိုဝါတို့ကျွေးဖို့မွေးဖို့ရှာဖို့ဖွေဖို့ဟုတ်နော်ဟုတ်နော်ဒီစိတ်နဲ့နေရတာဒီစိတ်နဲ့နေတော့ဘသူခိုင်းတာလို့တော့ကြိုက်စိတ်ခိုင်းတယ်လို့နေရတယ်ကိုကြိုက်တာလို့ကြိုက်စိတ်ကဒါလေးလူတယ်ဒါလေးတော့လူအသေးတယ်ဒါလေးတော့မပြည့်စုံသေးဘူးနဲ့သူပြောတာတို့လိုက်ရှာပေးနေရတာမဟုတ်ဘူးလားဆန်တော်လူသေးတယ်သူဆန်လူသေးတယ်ဆိုတောင်ကြီးပြေးရမှာတော့ဟင်လို့မိုးကြကနေကြပဲလေတော့တောင်ကြီးတန်းပြေးရတာမဟုတ်လားကိုယ်တိုင်ပြေးရလားလောဘခိုင်းလို့ပြေးရတာလားလောဘဟာရှာနေစေလူကြီးဘူးရှာနေအေးကြီးမပါလို့အေးကြီးပါပြောမှာဒီဟိုတမိုးသာရောင်းမှုဆန်နဲ့သေးလာရပြီးတော့သူတို့ခုနမိုင်းမှာရေဦးမှမရှိတာအဲ့တော့ရေဦးမရှိတော့စာအေးကြီးပေါ်အေးကြီးရေဦးကြီးဖက်လာဟင်တော်ကြီးကနေခုနမိုင်းပြန်လာရေဦးကြီးဖက်လာဆိုပုတ်လို့ဟုတ်ပါဗျာဟင်ဘယ်သူဖက်လာလုံးဝဖက်ခိုင်းတာလားအေးကြီးကိုယ်တိုင်ဖက်ထားလားရှာနေဘာကြီးရှာနေဘယ်လိုရှာနေတော့ဟင်တို့မှသူတို့ခိုင်းတာတော့အဲ့တော့တို့ကလူချင်းစိတ်နဲ့ရှောက်လုပ်နေရလူချင်းစိတ်ရှိဖို့မလိုပါဘူးလူချင်းစိတ်မပါအောင်တို့ကမှားဘောရိယာကာမသာတောင်းလေလူချင်းစိတ်မရှိရပါဘူးလူချင်းစိတ်မရှိရင်တို့နောက်ကလှုပ်ထားတဲ့ကံလေးရဲ့ကျူးလေးကတက်တယ်ကိုယ်လူချင်းစိတ်နဲ့လူကြက်ရဲတယ်လူရဲ့ရှားနေရနော်လူချင်းစိတ်နဲ့လိုက်လို့တော့နောက်ကကံကပွင့်နိုင်လို့လားပွင့်နိုင်တော့ပြီးဆုံးကံနဲ့လို့ကတော့ကြက်ရဲတယ်လူရဲ့နေရတာပေါ့ကွာဟုတ်နော်လူချင်းစိတ်ကိုပဲလိုက်စမ်းပါကိုယ်ပိုင်စိတ်နဲ့လှုပ်စမ်းပါအဲ့ဒါဟာရှောင်းမယ်လေလောဘကြောင့်မခံဘူးလေကိုယ်ပိုင်စိတ်နဲ့လှုပ်တယ်ကိုယ်ပိုင်စိတ်နဲ့လှုပ်တော့တို့ဟိုကကောင်းတဲ့ကံကအလှလှုပ်တော့ကတဲ့လေကိုရှိနေတဲ့ဆံလေးတွေစီလေးတွေကိုလောဘတာပြီးတော့ချက်ပြုတ်လှူထားတာမဟုတ်ဘူးလားလောဘတာလှူထားတာဟုတ်ဗျာပြီးတော့ကိုယ်တိုင်းကိုယ်စီရနာလေးနဲ့ကြီးကျင်းလေးလောက်ထားတာဒေါသမပါပါဘူးဘယ်ကျမနာနဲ့လောရတာဂျီနာနဲ့လောက်ထားတာပါပါဘူးဒေါသပါပါဘူးဟုတ်နော်ဟုတ်ပါပါဘူးကြအဲ့တော့ကိုယ်ဘက်ကလောဘတာဒေါသတာတဲ့ကောင်းကံနဲ့ပြုထားတာကိုဒီကလောဘနဲ့နှောင်းဆွဲလို့လိုက်မလဲလားလိုက်ပါဘူးတဲ့တာပဲတို့ဖြစ်နေတာအဲ့ဒါတင်ပါဗျာကိုယ်ကဘိုးလိုတော့ဒီလူဘဝကိုရအောင်လုပ်ခဲ့တော့ကဒေါဘတာလုပ်ခဲ့တာဒေါသတာလုပ်ခဲ့တာဟုတ်နော်ဒါနာလို့တော့လောဘတာလုပ်ခဲ့တာဒေါသတာလုပ်ခဲ့တာဒီလားဆောင်ပြီးတော့လေခြေဝလူတို့ဘာလို့တရေစာကိုရမဲ့ခွင့်ရေးကိုကိုကျိုးကိုစွန့်ပြီးတော့ဒီလားဆောင်ပြရမဟုတ်ဘူးလားဟုတ်ပါဘူးဟုတ်နော်တရေစာကိုရမဲ့ခွင့်ရေးကိုစွန့်လိုက်တယ်စွန့်လို့ပြီးတော့ဒီလားယူထားတာဟုတ်နော်အဲ့ဒီကောင်းကံနဲ့ဆွဲမှဝင်မှာပေါ့ကောင်းကံကိုလောဘနဲ့ဆွဲလို့လိုက်မရတာနောက်ကမလိုက်ပါဘူးသူရှမ်းတောင်နဲ့ပြောမှာတော့ဗာပြောမှာမဟုတ်ဘူးသူကြက်လန်းနေလို့
နေတော့ငါတွေ့ခဲ့ဘူးလားကိုစီမရ တင်ပါဗျာ ခဏနေတော့ငါဒီနေရာရင်းနာရှိ တင်ပါဗျာ သူတို့ဘာကောင်လို့များစာသတဲ့ကရိယာနဲ့ရှိဒီနေရာမှာရင်းနာရှိဘာလို့ထွက်နိုင်နေသူကူပါပေတိညာများထွက်နိုင်နေနေရတယ် တင်ပါဗျာ အဲ့ဒီများများထွက်နိုင်တဲ့နေရာဒီနေရာရှိတယ်လို့သိလို့ရှိရင်အဲ့ဒီမှာဆယ်ပြမပိုက်ကြီးချတာ တင်ပါ သူပေဒီယာဆိုပေဒီယာပေတီထောက်ဆိုပေတီထောက်ပေါ့ တင်ပါဗျာ ညှုတ်ထားကြတာဟုတ်တော့ဒီအောင်မကြီးနိုင်ကြောကြီးကဒီလိုသွားနေမှာပေါ့ တင်ပါဗျာ ဟုတ်ကဲ့ဘောကနေပြီးဆယ်ပြမပိုက်ကြီးညှုတ်ထားအော်သူခုနကဟိုရင်နံကြောနဲ့မိတဲ့နေရာတီအောင် တင်ပါဗျာ အဲ့ဒီဆယ်ပြမပိုက်ပေတီထောင်ရှိရင်ပေတီထောင်လုံးလုံးကိုရင်နံထည့်ထားကြတာပိုက်ကြီး တင်ပါဗျာရေးနေ နော် တင်ပါ အ ဗျာ မေကနေပြီးတော့အဆိုးရှင်နဲ့ပိတ်ရတာပိတ်နော်ဒီဘောကိုဘောကနေ မမ ဥမာမနဲ့တောင်းပေါ်ရင်ဘောတော့တောင်းပေါ်ရင်ဘောအဲ့ဒီမှာပိတ်ထားကြတာပိတ်ထားပြီးတော့ဟိုအောက်ကဒီလိုတွားနေတဲ့ရင်နာကိုဒီကဒီရင်နာနဲ့ဟောလို့ဆွဲယူတာ ဆိုရင်တော့ ရင်နာချင်းစုပ်ယူတာဗျ တင်ပါဗျာ ဟင်ရင်နာချင်းစုပ်ယူတာဗျ တင်ပါဗျာ တို့လူဖောက်တာမဟုတ်ဘူးဗျ တင်ပါဗျာ ဟိုအောက်ကဒီလိုတွားနေတဲ့ရင်နာကဒီကစုပ်အားကောင်းလို့ဒီဘက်ပူလာပြီဆိုရင်ဟိုကဖုံးကြီးကဘောကဘွမ်းဆိုပွင့်ထွက်သွားအဲ့ဒီမှာဆက်တယ်မှာပိုက်အကြည့်တခါလေတော့နဲ့ထွက်ပေါ်လာဗျ ဟောတင်ပါဗျာ ဒါတို့ဟိုကျန်လာနာဖရာတေရုံကတွေ့ကြတာ ဟောတင်ပါ ဟင်ဟုတ်နော်ရေနံကိုရေနံနဲ့ဆွဲယူမှရတယ်လို့တို့လူဘုံကလုတ်ခဲ့တော့ကကုသိုလ်ကံကိုလည်းပဲဒီကကောင်းကံနဲ့ဆွဲမှရမှာပေါ့ တင်ပါ လောဘနဲ့ဆွဲလို့ရမှာတလား မရပါဘူးဗျာ ဟင် မရပါဘူး မရတော့ကြည့်ရတယ်လို့ရက်ရှာနေရတာတော့ တင်ပါ ဒီဆိုဘာကံကကြည့်ရတယ်လို့ရက်နေရပါ မမ အတိတ်ကလိုက်တော့ကြည့်ရတယ်လို့ရက်ဖို့မလိုဘူး တင်ပါဗျာ လူဖြစ်လူတီလာဖေးကျဖို့လိုတယ် ကျန်ပါ ဟုတ်ရ တင်ပါဗျာ ဟင်လောဘခိုင်းနိုင်လို့ရရင်လောဘကတရားတာမတရားတာသူမသိဘူးကြသူရဖို့ပဲသိတာဟုတ်နော်လောဘကသူရဖို့ရပဲသိတယ်တရားလည်းမတရားလည်းမသိဘူးယူတင်လည်းမယူတင်လည်းမသိဘူးကြားကြားနဲ့နည်းနဲ့ယူမှာပဲ တင်ပါဗျာ ဟုတ်နော် တင်ပါ အယူမှာပေါ့ဒီလိုဆိုလေးကသူတဏှာကြုံဖြစ်နော် တင်ပါ သူမပါဘင်းနဲ့တို့တတိလေးနဲ့လောဘဝင်မခံဘူး တင်ပါဗျာ ဝင်မခံရသည်ဖြစ်စီမရသည်ဖြစ်စီရတာမရတာဒုလုံးမဟုတ်ဘူးကြိုးစားဖို့ဒု တင်ပါဗျာ ဟုတ်နော်ရတာမရတာခံလိုက်တောင်းယူလိမ့်မယ် တင်ပါဗျာ ဟုတ်နော်တို့ခေါင်းနှမိုင်းနေအကုန်လုံးတစ်ခေဖြစ်တယ် ဖြစ်ပါ တင်ပါဗျာ အကုန်လုံးငမွဲကြီးတယ် ဟုတ် မ ပါ ဟုတ်ပါဘူးဗျာ ဟင်ထေးကျင်လို့ထီတာ ဟုတ်ပါ ဟောအကြောင်းတင် မွဲကျင်လို့မွဲတာ ဟုတ်ပါ ဗျာ သူ့နောက်ကအကြောင်းပဲသူ့ကံနဲ့သူတွားနေတာ တင်ပါဗျာ ဟုတ်နော်မွဲသူကတော့ထီအောင်လို့ရင်းနဲ့မွဲတာ ကျန်ပါ မွဲအောင်လို့ရင်းမွဲတာပါဘူးလား ပါပါဗျာ ပါဘူးနော်ထီအောင်လို့ရင်းနဲ့မွဲတာ တင်ပါ ဟုတ်နော်ဟုတ်နော်နောက်ကကံမလိုက်တဲ့ဟာနောက်ကကံလိုက်တာကြတော့သူကသူထီသွားအလုပ်ဒီပါလို့သူလုပ်တာတဲ့သွားတာပဲ တင်ပါ ဟုတ် ဗျာ နော်သူလုပ်တာလေးကိုတဲ့သွားတာပဲ တင်ပါဗျာ နောက်ကခံလိုက်တဲ့ပုဂ္ဂိုလ်ကြတော့လေခံလိုက်တဲ့ပုဂ္ဂိုလ်ကြတော့လုံနေလွဲနေပဲ ကျန်ပါဗျာ ဟုတ်ဗျာခံမလိုက်တော့လုံနေလွဲနေပဲဗျာ တင်ပါဗျာ လွဲနေခုနပြောလို့မတရားစင်စားနေဗျာလောဘစိတ်ဒီအာကြီးတွေလေဟင်လောဘစိတ်ဒီအာကြီးနေဒုက္ခဘောဓမဖြစ်နိုင်ဘူး ကျန်ပါ ဗျာ ဟင်ဟုတ်ဗျာဖြစ်နိုင်ပါ့ တင်ပါဗျာ မဖြစ်နိုင်ဘူးအဲ့တော့ကလူချင်းစိတ်ကြီးနဲ့လှုပ်ထားတာဒီဆိုရင်တို့ပါတော့ဟိုလောကီဥပမာပြောရလို့ရှိရင်တော့ကြက်ပူနေတဲ့မိကိုသွားခိုင်းရင်အနာပါပဲ ကျန်ပါ တင်ပါဗျာ အနာဖြစ်ရင်အငရုတ်ကြမှာပဲ ကျန်ပါ တင်ပါဗျာ လောဘကြီးလုံးနဲ့အာကြီးတဲ့ပုဂ္ဂိုလ်တွေလောဘဆိုကြီးကြံရည်တယ်အနေရုပ်ကြံရည်တယ် တင်ပါဗျာ ဟုတ်တယ် တင်ပါဗျာ ဒေါသကြီးတဲ့ပုဂ္ဂိုလ်ကအပူဒေါသဘူးလုံးတဲ့အတွက်သူလည်းအစွဲကြီးတော့အနေရုပ်ကြံရည်တယ် တင်ပါဗျာ ကြံရည်မကြံရည် ကျေးဇူးပါဗျာ
အဲ့တော့သေခံနေကြတော့ဘုနော်တို့ဒီဘက်ကကိုယ်ပိုင်စိတ်ကလည်းကိုကြိုက်စိတ်ကများနေမယ်ဆိုရင်ဟိုဒီဘက်ကကိုယ်ပိုင်စိတ်ကအားနေနေတယ်ဆိုပါတော့ကိုယ်ဘက်ကကြိုက်စိတ်ကအားကြီးနေတယ်ဆိုပါတော့အဲ့တော့ဒီပေါက်ကိုဒိုးတဲ့နေရာကြိုက်စိတ်ကဒိုးစိတ်ကိုဆွဲခေါ်သွားမလားကိုယ်ပိုင်စိတ်ကဆွဲခေါ်မလား စိတ်ကဆွဲခေါ်သွားမှာဗျာ အဲ့ဒါဆိုတို့စားလို့တော့အဲ့ဒီလောဘဆိုတဲ့ခင်မင်စိတ်ဒီတိတ်တာချစ်ချင်းရဲ့အကြောင်းလေ တင်ပါ အဲ့လိုကြွားတဲ့သုံးတော့တစ်ဆေးတစ်ဆေး တင်ပါ စားလို့ကြတော့တိတ်တာလို့သုံးတယ် တင်ပါဗျာ ဟင်တစ်ဆေးဖြစ်တော့ဟာမိုင်းကြီးထက်တဲ့သွားလား တက်ပါဦးဗျာ တစ်ဆေးအချက်မဟုတ်ဘူးလားဟာ ဟုတ်ပါဦးဗျာ အာဟင်နိုင်ရင်တော့မိုင်းကြီးတို့တစ်ဆေးကလို့ပလား လုပ်တယ်ပါ အော်တော့ကကြီးကုန်ပြီ တင်ပါဗျာ အာထာကြီး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 ဟင် ထိုင် ဟင်တစ်ဆေးဖြစ်ပြီးတစ်ဆေးဖြစ်မှာထာကြီးဒီတစ်ဆေးဖြစ်မှာဟင်ဟင် ก็เลยมาเป็นผูกกันเป็นทัพที่ค่ะ ဘာလဲဘာလဲမိုင်းကြီးဘာလဲ ขยันมายันผูกไว้ค่ะเจ้าค่ะ ဘာလဲ ทำนี่ ရာချင်ပြီးတော့တစ်သေးဖြစ်ချင်ပါတယ် ขยันมายันผูกไว้ค่ะ လုတ်ကြောမေတိုင်းအဲ့ဒီမင်းညာဖူညာလုတ်ချင်းရချင်းရင်အသေးဖြစ်ချင်းရင်မော့မသွားတော့အောင်ငုံသွားသူများကြိုက်တာဒီများရှိခောက်ရအောင်ဟင် มื่อลูกเป็นชัดเทวก็ใส่ค่ะลูกเป็นชัดเจครับมีขยันมายันผูก ဘာလဲလို့နဲ့ဒီဒီကလာဘာလဲလို့ခဲသမော ပြောလိုက်လေဘုံဘုံဆိုတာပြန်လိုက် ဘာသာပြန်မအောင်ဝင်ပြီးမိတာဘာလဲလို့ဒီချက်ကြီး ပြန်တော့မလဲ ရရရနေတယ်ဗျ ဟင် ပတိလည်းဖြစ်ချင်တယ်တဲ့မက်ဖို့လည်းရတယ် ဟောနှမျိုးစလုံး ဟ လို့ င်အဲ့ဒါတတိနဲ့ဖြစ်ချင်းမဲ့ဖို့လဲလူချင်းခုနမိုင်နဲ့ဒီလိုကြီးကုန်းတို့ငုတ်တုံကြီးထိုင်ပြီးတော့ရရောလား ပါဘူးဗျာ ဟင်ဟင်ခုနမိုင်နဲ့ငုတ်တုံကြီးထိုင်ပြီးရမှာကြီးဗျာဟင်လောက်မှရတာ တင်ပါဗျာ လောက်မှရတာ တင်ပါဗျာ လုံးမရတာတို့ပါတော့ကိုသမိုင်းနေပြောလို့ရှိရင်တော့ရေထဲသွားတဲ့ခြေအပြောင်းတော့ တယ်ပါ ရေထဲသွားတယ်သွားတော့ထောက်တော့မဟုတ်ရင်ခြေအလေးရှိမှာပေါ့နှုတ်လိုက်ရင်ရှိသေးလား မရှိပါဘူးဗျာ ဘယ်ဟာလို့လောဘသိမပါတဲ့ပုဂ္ဂိုလ်ကြီးလောဘသိမပါပဲနဲ့ကြိုးစားတဲ့ပုဂ္ဂိုလ်ကြီးရေထဲသွားတဲ့ခြေအားလိုပဲ တင်ပါဗျာ ထောက်တော့ရှိမှာပေါ့ တင်ပါဗျာ နှုတ်တော့ရှိသေးလို့လား မရှိပါဘူးဗျာ အဲ့လိုကြည့် ဟောတင်ပါ လွယ်လေး တယ်ပါ တင်ပါဗျာ အစွဲမကြံရဘူးလေ တယ်ပါ တင်ပါဗျာ လောဘပိုင်းတော့ဆွဲမှာပဲလေ တင်ပါ လော ဗျာ ဘပါဆွဲမှာပဲလေ တင်ပါဗျာ လောဘဒေါသမပါပဲနဲ့တတိလေးနဲ့ကိုလုတ်ချင်တဲ့ဟာတို့ကိုလှုပ်လို့ရှိရင်ရေထဲသွားတဲ့ချီရလို့ဗျာ တင်ပါ မ ဗျာ ဆွဲဘူးဗျာ တယ်ပါဗျာ ဟုတ်ရ တင်ပါဗျာ အဲ့မဆွဲလို့ရှိရင်တို့ဘာလို့လို့ကိုလုတ်တဲ့အလုပ်ကလေးဟာကာအကျိုးပေးတိုင်းအကျိုးမပေါ်နိုင်ဘူးလား ပေါ်လာပါဗျာ တထေးမဖြစ်နိုင်ဘူးလား တင်ပါဗျာ ဖြစ်နေတာပဲ တင်ပါဗျာ ဖြစ်နေတာပဲတို့တော့ဖျားဘယ်နဲ့စုကြုံနေမှလည်းမသိဘူးလူဘယ်နဲ့ဘဝရောက်ခဲ့မှလည်းမသိဘူးကုသူဘယ်နဲ့ခါပြုတ်ခဲ့မှလည်းမသိဘူးမနေဘူး တယ်ပါ တင်ပါဗျာ ဖြစ်လာတယ်ဟုတ်တော့ တင်ပါဗျာ ကြည့်တယ် တင်ပါ မရှိလို့မဟုတ်ဘူး တင်ပါဗျာ ဟုတ်နော် တင်ပါဗျာ အဲ့ဒီအောက်မြုပ်နေတဲ့ဟာတွေကိုပေါ်အောင်မဖော်နိုင်တာ တယ်ပါ မဖော်နိုင်လို့တော့မြုပ်နေတာ တင်ပါဗျာ ဟုတ်နော်ဟုတ်တယ်နော် တယ် တင် ပါ ပါဗျာ ဖယားရှင်ရဲ့ဘုံတော်နာတာကြားဘူးလားနော် တင်ပါဗျာနန္ဒ အဲ့ဒါသူလူခဲ့တဲ့ဒါနကဟော ဟော ဖယားရှင်ရဲ့ကာတော်နာတာသူဆောက်တည်ခဲ့တဲ့သီလကဟောဟုတ်နော် ရောနန္ဒ ဖယားရှင်ရဲ့တကိုးတော်နာတာသူဘဝဆက်ဆက်ဖြစ်ခဲ့တဲ့သူတမထအားကြောင့်သွားတာ တယ်ပါ တင်ပါဗျာ ဘုရားရှင်ရဲ့ညာတော်နာတာဒီသူဖြည့်ခဲ့တဲ့မြညာနေအကုန်အဲ့ဒီဟိုမှာသွားပြီးညာတော်နာတာသွားဖြစ်ရတာ ဟောတင်ပါဗျာ ဘုရားဖြစ်မှရတာမဟုတ်ဘူးဒီကဟာဒီဟိုမှာသွားပွင့် တင်ပါဗျာ ဘုရားတော်သူကလောဘအပိတပ်ပြစ်ထားမဟုတ်ဘူးလား တယ်ပါ တင်ပါဗျာ အရာဒမကလေ တင်ပါဗျာ ဒေါသအပိတပ်ပြလိုက်တာကိရိတာအပိတပ်ပြလိုက်တာတပ်ပြီးတော့ဒီနောက်ကဟာဒီကိုပေါ်တော့တာ တင်ပါ ဘု ဗျာ ရားဖြစ်မှရတာများထင်မနေနဲ့ဘူး တင်ပါဗျာ ဟင်
ငါတို့ပေါ်သွားတာတို့မှလည်းရှိတာကြာဖျားပေါ်တယ်လို့မပေါ်နိုင်လို့ဟုတ်တာ တင်ပါဗျာ ဟင်ဒေါ်ရွှေမန်းတို့ပဲဆိုရင်ဒါမိုးကုတ်တို့ခဏမြင်ပါပါ တင်ပါဗျာနေပါဗျာ ပေါ်သွားတာပဲလေ တင်ပါဗျာ သူ့လည်းဘုံတော်နာတာပဲမဟုတ်ဘူးလား တင်ပါ တင်ပါဗျာ ဟုတ်နော် တင်ပါ သူရီယာတော့ဘုံတော်ရှိတယ်ပေါ့ဖျားဘုံတော်မမီဘူးပေါ့ တင်ပါဗျာ ဟင် တင်ပါ အဲ့တော့မိုးကုတ်ကဘာရှာဖို့လူသေးလူတို့ပြေးထားပြေးလို့ဗျာ တင်ပါဗျာ ပေါ်လိုက်တာဗျမလိုချင်လေးပေါ်လိ တင်ပါဗျာ ဟုတ်ဗျာ တင်ပါ မ ဗျာ လိုချင်လေးပေါ်လိဗျ တင်ပါဗျာ ဒါမှတော့ကျွေးမတို့တော့မြို့ကပို့ခဲ့တဲ့မိုးကုတ်ပါဗျ တင်ပါ တင်ပါ ဟုတ် ဗျာ တော့ခင်ဗျားတို့ပြီးတာပဲ တင်ပါရဲ့မိတယ်ဗျာ အမိတာပဲသူက ရောက်ဘူးပါရဲ့ဗျာ ဟင် တင်ပါဗျာ သူဘာလို့ဆရာလူလူတော့ တင်ပါဗျာ ဟင်ဟောနောက်တော့ကနေကုန်ပေါ်လာ တင်ပါဗျာ ဘောဘာတာပြလိုက်လို့ တင်ပါဗျာ ဘောတာတာပြလိုက်လို့ တင်ပါဗျာ ရှိတယ်များကိလေသာတာပြလိုက်လို့ တင်ပါဗျာ ဟင်အဲ့တော့မိုးကုတ်ကစံကြတာဘောစား တင်ပါဗျာ တို့တို့ကလည်းသူကသစ္စာလေးပါသိဖို့ကအခုမိုးကုတ်လို့သွားတာမဟုတ်ဘူး တင်ပါဗျာ ဟင် ဟုတ်ပါ သစ္စာလေးပါသိရတဲ့လုပ်တဲ့အတွက်သူ့မှာတခါတည်းသခင်နေရာရောက်မသွားဘူးလား တင်ပါဗျာ စံရစံ တင်ပါဗျာ ဟင်တို့ပမာလို့တော့အရှင်ပေါ့ ရှင်တင်ပါ သူတို့ရှမ်းကြတော့ရှမ်းခေါ်ပါပေါ့အရှင်ကိုရှမ်းတန်တဲ့ကြတော့ရှမ်းဖြစ်နေတာဟုတ်ဗျာငို့ဟုတ်ကရှမ်းဗျာ တင်ပါဗျာ ခုနမှငါပါဒီလို့ ရှမ်းလေးပါဗျာ ဟုတ်လို့လားဗျာဟုတ်ကဲ့ဟုတ်ကဲ့ကြီးဘယ်လိုဟောဘိုးဆရာတော်ရှမ်းဖြစ်သွားတယ်တခင်လေ တင်ပါ တင်ပါဗျာဘုကုတ်ဆရာတော်ဗျာ ဒီဘိုးဆရာတော်ဘယ်ရ နေမလားဗျာ ဒီဟုတ်ပါပြီဗျာ တင်ပါဗျာ သူကဂျွန်လာတခင်လား တင်ပါဗျာ တစ္ဆာလေးပါရဲ့ဒီမဲ့မှုဒီကိုနေရာရောက်သွားတယ် တင်ပါဗျာ အဲ့တော့မိုးကကဘောစား တင်ပါဗျာ ခုနမှငါပါ မောစားပါ မောစားပါပဲ မဖြစ်နိုင်ဘူးဗျာ ဖြစ်နိုင်အောင်လုပ်မှာပဲဗျာ ဟောဗျာဟိုမှာလုံကိုဖြစ်နိုင်အောင်လုပ်မလို့လေဟာမိုင်းကြီးဖြစ်ပါ ဒီပါပဲဗျာ ဟာရှင်းပါမယ်နေခုမှဖြစ်ပါမယ်နေမေမေဦးနေမေမေဦးဒီနေ့ဖြစ်ကြရလေးရယူတယ်လုံကဲရမလားကဲ ကဲရမလားတဲ့ လုံ ကျိုးထားပါပဲဗျာ ဘုမဂျူသာပါမယ် ပြောကြပြီဗျာ ဟင် ပြောကြပြီဗျာ ဘုမဂျူကြောင်းမလို့ဟေးခုမှဂျူကြောင်းမလို့ရှိတယ်ဒီဌာနကြီးနေတော့ဟေးတော့ဘုံကဘယ်တော့ဆုံးမမရှိဘူး တင်ပါဗျာကြောက်တယ်ဗျာ ဆုံးမမသိလို့ရှိရင်ဒီကနေ့ကိုယ်စိတ်နဲ့ကိုယ်သိနေအောင်ကြိုးစားဖို့လိုအပ်တယ် တင်ပါ တင်ပါဗျာတင်ပါဗျာ ဒီကနေ့ကိုယ်စိတ်နဲ့ကိုယ်မသိရရင်မိသားစုဆိုရင်ဆိုရင် တင်ပါ ခင်မထားတာနဲ့လာမဟုတ်ဘူး တင်ပါဗျာ ဆိုနိုင်တယ်အဲ့ဒီမိသားစုပေါ်ခင်မင်းစိတ်နဲ့သိရင်စိတ်ဓာတ် တင်ပါဗျာ ငါသိရင်ဒီသားသမီးတွေဘယ်လိုနေပါမလဲနဲ့နှလုံးမသားစိတ်နဲ့သိရင်ငါရေး ကြောက်ဗျာ ဟုတ်နော် တင်ပါဗျာ ဒါတော့ငါမိသားစုပဲဟောတာတော့ငါအိမ်ပဲအဲ့လိုတာမန်သိနေပြီအဲ့ဒီအိမ်မှာသိချင်ဖြစ်မှာ အမှန်တော့ ဆော ကြောက် က် ဗျာ ဖြစ်မလားဟိုးဟာဖြစ်မလားနောင်ပြေဖြစ်မလား တင်ပါဗျာ ဖြစ်မှာ တင်ပါဗျာ ဘယ်လိုဘောသားဒီ 所以讲就他们人家， ဟုတ်ပါမလားဒီဘယ်လိုလုပ်ကြတာပါလို့ 我是那个那个听了人家， ဟုတ်ပါမလား 听了ဗျာ ဟေးနေပြောပဲဟုတ်ကိုရမှာလား ရပါမယ်ဗျာ စာယုံဘက်ကလည်းသူဆွဲအားကောင်းနေရတိုက်ပြီးတော့ဆွဲ တင်ပါဗျာ ပြုတ်တာပါတယ် တင်ပါဗျာ ပြီးတော့ဒူထဲမှာရှိတဲ့ခန္ဓာ၅ပါးထဲမှာဝေဒနာကနေနေလေးကိုအများကြီးပြောင်းချက်ပြ တင်ပါဗျာ ဝေဒနာကပါ တင်ပါ ချက် ဗျာတင်ပါဗျာ သူအားလုံးတဲ့ပုဂ္ဂိုလ်များဆိုတာလေးကဘာမှပြောပါတော့တာမဟုတ်ဘူး။ပါလိုက်ရင်နေနေလေးသူ့ဘာလို့ဒီဘက်တော်ကဝါကြီးဒီဘက်တော်ကနေပြီးတော့တည်ရည်လေးနဲ့ဟောဒီချာပဲကောင်းလို့တက်ကနေဝီကြီးဖန်ကောင်းတော့ပဲဟောဒီချာကောင်းကိုပတ်တိုက်ပါလေ။အဲ့ဒီဝေဒနာကအကြည့်တိုင်းရှိတော့ချက်ကြတော့အများကြီးချိုးတယ်နည်းနည်းလေးဝေဒနာကလည်းမကြိုက်ကြအောင်ချက်ပြတယ် တင်ပါဗျာ ဟင်တင်ညာကလည်းမဟုတ်တာဟုတ်လို့ပြီးတိ
တိတ်ချိုတာပဲကြက်သားကြီးကဘယ်နဲ့သူကလည်းမှတ်သားပြတယ်တစ်ဖက်ကမှတ်တာငါဝါတယ်လို့မှတ်တာမဟုတ်ကြက်ကြီးမှတ်ပါဘယ်မှတ်တော့တော်ရွှေမကြီးစားတော့ငါဝါတယ်လို့မှတ်သလားကြက်သားကြီးလို့မှတ်သလားကြက်သားကြီးလို့ဝါဒီအဲ့ဒီတွေကဟင်သူ့ဘက်ကမှတ်တာပဲဟဲ့ဟုတ်တော့တင်ညာလာလေစေရနာကလည်းအဲ့ဒီကျက်ဆိုတဲ့စေရနာပဲရှိတယ်ကျက်သားစားမယ်နဲ့ဟုတ်နော်ဟင်ကျက်သားကိုစားဘူးလားတော်ရွှေမစားဘူးလားတင်ပါဗျာ စားဘူးသလား စားဖို့ပါဗျာ ကျက်သားစားလို့ရသလား မရပါ မ ဘူး ရပါဘူး မရတာဘယ်လိုလုပ်သားနော် တင်ပါ ကျက်ကကျက်တယ်မှာပြေးပြီး ဘေဘီ ဒီတင်ပါဗျာ အသားကအေရှင်မဟိုနူအောင်နောက်ချက်ပြီးကြရအသားလည်းကုန်ပြီ ကိုယ်တင်ပါ ပကံထဲမှာဟင်းလေးရှိ တင်ပါဗျာ ဟုတ်နော် တင်ပါဗျာ ပကံထဲမှာကြက်ရှိသလား မရှိပါဘူးဗျာ အသားကို မရှိ ရှိပါဘူး ပါရှိတော့ ဟင်း ရှိပါ မရှိတာအဲ့နာဘယ်လိုစားတော့တော်ရွှေမန်းကြီး ကျက်သားလို့စားပါလို့ ကျက်ဆိုတဲ့စီရနာနဲ့စား တင်ပါဗျာ စီရနာတို့တဲ့ရှိတဲ့သင်္ခါရခန္ဓာတွေကစီရနာကလည်းဒုဘက်ကမပါဘူးဘုဘက်က တင်ပါဗျာ ဘုဘကျက်ဘက်ကဒုဘက်ကပါပညာလည်းကျက်မှတ်တာဒုဘက်ကပါ တင်ပါဗျာ ဒုဘက်ကဟုတ်နော် တင်ပါဗျာ ခုနဝေဒနာကလည်းဒုဘက်ကမပါဘူးဘုဘက်မပါခြင်းပါမောချဲ့ကြတာသူကနည်းနည်းလေးများများကြီးတော့အောင်ချဲ့ကြတာ တင်ပါဗျာ ဟုတ်ကြ တင်ပါဗျာ ဟုတ်နော်ပြီးတော့ခန္ဓာထဲမှာပါတဲ့ဝိညာဉ် တင်ပါ ဝိညာဉ်တော့ဆုံးဟာလေသူကလည်းကြက်ဆိုတာကိုပဲအတိလောက်ထားတယ်ဒုခန္ဓာအတိကိုမလုပ်ဘူး တင်ပါဗျာ ဟင်အဲ့ဒါကိုတို့တတိနဲ့မမှတ်လို့တော့သူ့ပိတ်ကြီးပါမှာ တင်ပါဗျာ အဲ့ဒီမှာချိန်ဆွဲမချိန်ဆွဲလာမှာပဲလေ တင်ပါ ဟုတ်နော်ဟုတ်နော်အဲ့တော့ကိုယ့်ဘက်ကိုအဲ့ဒီဟိုကြက်ကူလည်းမပါအောင်အသားလည်းမပါအောင်ဟင်းကြီးတဲ့စားနိုင်ဖို့ဆိုတာလွယ်ပါမလားဟိ မရပါဗျာတတိ အစွဲမရှိဖို့လိုပါတယ်ဗျာ မရှိအောင်ပြောတာပေါ့နာစောကြီးရဘယ်လိုလုပ်အပွဲမရှိအောင်ဘယ်လိုကြီးများလုပ်လိုက်ပါလဲဟာဒီလို ဒီနဲ့စား တတိနဲ့စားပါဗျာ ဒီကဝါတယ်လို့မှမှားသေးဘူးအတွေးကကြက်ကြီးတော့ဆိုလား တတိနဲ့စားပါဗျာ ဟေး တတိ ဒီ နဲ့ ဘယ် စား လိုလုပ်သမောရွှေကြီးရဟင် တတိရှိ ဒီမကအဲ့လိုရှင်းပါ ခမအိမ်ကဟာကြီးရင်မေးသားမအိုးရသူကဆွဲလို့အောင်စားမှာလို့ပြောထားတာလို့နာဆုံးပြလို့ဘုံပေါ်မှာမလားခမအတွင်းကိုခမသိရမယ်ဘာလို့မသိရမအောင်ခမသိတယ်ဟင်နာဆုံးကြီးဆွဲလို့မလို့ တတိကိုင်နေလို့မှမဟုတ်ပါဘူးဗျာ ဟင်တတိကကမ္မကခမနာဆိုကြီးတော့ဗျာကဲလာကဲနာဆိုကြီးဒီရှိနေရတော့မလိုက်တော့ဘူး ဒီမလိုက်လည်းတတိတော်မှာပါတတိတော်ကအစွဲမထားမင်းနဲ့ရှေ့ဆက်လျှောက်သွားမှာပဲဗျာ ပုပ္ပါဖလား ဟုတ်ပါတယ်ဗျာ ဟင်ဒုက္ခဆွဲနေတာကမွေးကလေးကမြေထိုင်နေကြည့်ဒုက္ခကမှဘူးကြဘကမှထားကြည့်ဒုက္ခကမှတာခမှာပေါ့အနန္တကရိယာနဲ့ကြည့်ဒုက္ခကခမှာပေါ့ကံမိထိမိတာနဲ့ကြည့်ဒုက္ခကခမှာပေါ့စားခါနဲ့ကြည့်ဒုက္ခကခမှာပေါ့ကိုဘကအဲ့လောက်ထိအာကောင်းတယ်ပေါ့ တင်ပါဗျာ ဟင်ကိုဘကအဲ့လောက်ထိအာကောင်းငွေကလေးကလူမန်းပြီးတော့မိဘကနေခေါ်တာကြက်လို့ပြောထားကလေးကသူကဆွဲကြတာကျက်သားစားဘယ်လိုနေတော့တော်ဆို ဆိုင်ဆွဲဆွဲပါ ဟုတ်ဘူးလေအရာသာဘယ်လိုနေတော့ ချိုးပါတယ် အခုပြောတဲ့အချိန်မှာပဇာထဲကျက်သားရှိသလား တတိနဲ့ဝါပြီးတော့စက်သားမရှိမတည် အခုပဲချိုးပါတယ်ဆိုဘယ်လိုလဲပြောမလဲ ဒီနဲ့အဲ့အ
ဆွဲကိုဖြုတ်ပြီးမှဝါမှာပါဗျာတတိနဲ့စားမှာ လူတွေအောင်မယ် ဝါးဝါးတယ်တတိနဲ့ အေးဟုတ်ကလား အဲ့လိုသင်မဗျာ ဒီကတော့ယူမညာဝါတယ်မှာဟိုကအတွေ့ကကြိတ်ကြီးတော့ကလာမှာ တက်နိုင်တော့ဖြည်းဖြည်းချင်းအဲ့လို တန်နိုင်တော့တယ်ရှော့လို့ပါလေ ဖြည်းဖြည်းချင်းစူးစမ်းပါ ခါကြီးတန်နိုင်တော့တယ်ဗျာဟိုကမွေးကလေးကအာနေတာမှလို့ သင်မ ဆွဲရတာ သင်မ တို့ကအဲကံဘောသာနာမည်ဖြတ်လိုက်ကြလို့ သင်မဗျာ မဖြတ်လိုက်ပါနဲ့ကံဘောသာမဘယ်နဲ့ကြုံဟိုတိုင်းကိုကျုံကံဘောသာခေါ်လို့တော့ခေါ်နိုင်မှုကြလို့ဘယ်နဲ့လို့ဟင် ကဘောသာပြန်တော့ပါဗျာ လောက်နေပါလေဗျာ ဟုတ်ပါမလားဟင်အဲ့တော့တို့လာကဒီကံဒီကိုယ်ပိုင်သိတဲ့တည်နိုင်မှာကိုယ်ပိုင်ဘဝရမှာနော် တင်ပါ သင်မဗျာ ဒီကံဒီကိုယ်ပိုင်သိတဲ့တည်မှာကိုယ်လုံးစားကိုစား တင်ပါ သင်မဗျာ ကိုယ်လုံးစားကဒါနာကကိုယ်လုံးစားမဟုတ်ဘူး ဟုတ်ပါ လောဘ ပါ တာပြီးသူကကိုယ်လုံးစားမဟုတ်ဘူးလား မပါ ဟုတ်တော့လောဘနဲ့လုံးတာမဟုတ်တာလောဘတာလုံးတာဒါကိုယ်ပိုင်သိတယ်ဟုတ်နော် ဟုတ်ပါဗျာ ဟင်ဒီလာပြူရှိတဲ့ဘုဒီလာဒီဒါလောဘတာပြီးတော့လုံးထားတဲ့ဒီလာမဟုတ်ဘူးလား ဟုတ်ပါ သင်မ ဟ ဗျာ င်အာယုံမြင်နဲ့ကြိုက်စီပေါ်တဲ့မတပ်ဖြစ်အောင်ဒီကတတိနဲ့စောင့်ထားတာလေဒါကိုယ်ပိုင်သိမဟုတ်ဘူးလား သင်မဗျာ အဲ့ဒီကိုလုံးစားကိုစားဖို့ဆိုတာကတေခါနိကိုစိတ်နဲ့ကိုသိနေမှာဗျ တင်ပါ အဲ့ဒါမှတို့ကဘောစားဖြစ်မှာဗျတို့နိုင်ပါမလား လုံးနိုင်ပါဗျာ ဟုတ်ကလား ဟုတ်ပါဗျာ ဦးချီတော်တို့ကကာဘောစားစိတ်နဲ့ထဲဖို့ထဲဘူးဗျ ထည့်ပေးပါဗျာ အာဖြစ်လို့နေအလကားတော့ထဲနေမှုခဲဟင်ကာဘောစားအမင်းနဲ့ထိုက်တာအောင်လို့ရင်တော့ထဲမယ် ဒီမှာဗျာ ဟုတ်ကလားဟင်လောက်ထားတဲ့ဒုပြောတာလေးကဟိုရိတ်တာသွားဖို့ဟုတ်လားဦးဘူးဆောင်မဟုတ်ဘူးဒုစားလုံးကတော့ဘုရားပါဆက်ပါခုံးပါတဲ့ဒီပြင်မှုငါးပါးကလည်းအိမ်တော်သားမွေးနဲ့ပြီးသေးတယ်မဟုတ်ပဲလို့တဲ့ဟုတ်နော်ဘုရားဘာငါဘာပေလို့ငါဆွဲတလုံးပေးတာ သင်မဗျာ ငါဆိုတာရှိရင်ကျန်တာသူမဖြစ်နိုင်ဘူးလား ဖြစ်ပါဗျာ ငါနဲ့သူနဲ့ဆိုရင်ဘယ်ဘက်ကိုကောင်းစားစေခြင်းမလို့အဲ့ဒီမှာမတရားကံ၅ပါးဖြစ်တာဘာမှဝိကြောင့်ဖြစ်တာ ဆွဲကြတယ်မှာ ဟုတ်နော် ပြပါဗျာ အဲ့တော့သောတာပန်ရဲ့အဓိကကအဲ့ဒီငါသွဲတတ်တာတလုံးပဲကျန်တဲ့ဒီအိမ်တော်သားမွေးမတတ်ပါဘူးဝိသကာရဏသဘိန်တို့သောတာပန်နေမဟုတ်လားဗျ ဟုတ်ပါဗျာဘောဓဘာနေဗျာ ဝိသကာဆိုခုနှစ်နှစ်သမီးကသောတာပန်ဗျ သင်မဗျာ အဲ့ဒီအိမ်တော်သားမွေးရ သင်မဗျာ မွေးထားမှာဗျသား10ယောက်သမီး10ယောက်20မွေးတာ ဝိတာပါ ဝိသကာမက ကျော ပေါင်းပါတဲ့ ကျောင်းမှာ ကျောင်းမကြီးပေါင်းပါတဲ့ သင်မဗျာ ဟင် သင်မဗျာ အနာသမီးနဲ့အိမ်တော်သားမွေးနဲ့ပါပဲစီမဆိုင်နေတာပါပဲ သင်မဗျာ ဟုတ်နော်တောတာပါတောတာပါနေမဟုတ်ဘူးလား ဟုတ်ပါ တောတာပါကဒါလေးကိုပေးတာမဟုတ်ပါဘူးဒီငါသွဲလေးတစ်လုံးဒီနော်အဲ့ငါသွဲလေးတစ်လုံးဆိုတော့ဒီငါသွဲမရှိလို့ရှိရင်ငါမရှိဘူးသူမရှိဘူးလေမရှိလို့ရှိတာလေအဲ့တော့မတရားမလုပ်ဘူးပေါ့ဟင်ဘာလို့လို့မတရားမလုပ်ဘူးအဲ့ဒါတောတာပါရဲ့စိတ်လေး သင်မဗျာ ဘာဖြစ်လို့သူဟာလောဘနဲ့မလုပ်တော့ဘူးကိုယ်ပိုင်သိတဲ့လုပ်သွားတာ သင်မဗျာ ငါမှမရှိရင်ကျန်တဲ့လောဘဒေါသတွေမဝင်နိုင်ဘူးလေ မပါပါဗျာ ဟုတ်ကြဒီနေရာရောက်အောင်လုပ်အောင် တင်ပါ အဲ့ဒါဝိတာခါတို့နာသွေးတို့ဘာလို့သူတို့ကိုလုပ်ထားဖို့မှတ်ထားတယ် တင်ပါဗျာ လုပ်ချင်တာလို့မှတ်ပါခုနတို့ပြောတဲ့ဝါလာဟိုလောဘမီဒေါသမီအလောင်းမခံရအောင်ပေါ့ သင်မဗျာ ဟင်တို့ထမင်းချက်ထားငေးဘူးဘောအောက်ကထင်းတွေကဟုံးဟုံးနဲ့အိုးရလည်းပွက်ပွက်သူအဲ့ဒါကြီးကန်ရင်တော့လက်ခုလေးနဲ့ကန်ရတာမဟုတ်လား မပါပါဗျာ ဟိုဘက်ကဟာဒီဘက်ကိုကိုလက်ကိုမကူအောင်လေ မပါပါဗျာ ဟုတ်နော်အိုးကတော့ဘူးထားလို့နေတဲ့ဘူးမမဟုတ်ပဲ မပါပါဗျာ အောက်ကမီဟုံဟုံတောက်နေတာဒီကို တင်ပါဗျာ ဟုတ်နော်အဲ့ဒါကြီးကန်တော့ဘာနဲ့ကန်တော့ လက်ကိုစားပါဗျာ ဘာလို့ကန်တာတော့ ဆိုတော့ပါဗျာ ကိုလည်းပဲအာယုခံကတတိရိကြတာနဲ့တုံနာခိုင်းတုံဖို့ပြောတာ သင်မဗျာ ဟုတ်နော်
အောင်တော့ခုနအာယုံကအပူကြီးလေး တင်ပါ တင် ဗျာ ပါဗျာ ပွဲမှာပေါ့ တင်ပါ ပွဲမှာပူလို့ တင်ပါ အပူသွားမှာတော့လို့တတိလေးနဲ့ရပါလို့လုံသွားတဲ့ခါကျငါလည်းရှိဦးမလားသူကအတွေးဝင်ဦးမလားငါနဲ့သူနဲ့အတွေးမဝင်လို့ရှိရင်အဲ့ဒီအဆိုပြတ်ထွက်သွားတာပဲမှန်ပါဗျာတော့တာမလို့လို့လီးပါ တင်ပါ ရှိဖို့ဒီဘောပါအခါနေကြတာရှိပါဘာစေပါနဲ့ဥပုသောပါလေ တင်ပါ တင်ပါဗျာ ဒီတော့တာမလာကတော့ဥပုတော်တော့ငါးပါးဒီလားနဲ့လောက်ပါတယ် တင်ပါဗျာ ဟုတ်ကြအဲ့တော့ကိုအိမ်မှာပါလို့အမှတ်ကလေးနဲ့လုပ်ဖို့ပြောတာဗျာ တင်ပါဗျာ ဟင် တင်ပါဗျာ လုံးနိုင်မှာမလားနိုးထားနဲ့ဘယ်တော့အောင်မှာပါလို့အောင်မှာနောက်ကြနေပြီနဲ့တတိလာပေါ်လာတော့ကလာပါလား တော့တာ ဟေးဗျာလုံးပါလေဒီနေ့ဖေးရတာကြီးဘောလာပြီဗျာဟေးဘောလာပြီဗျာဟေးပါတော့ခေါ်နမိုင်းကဒီတတိနဲ့ထွက်လာတာမဟုတ်ဘူးလားတော့ကနေထွက်လာတာလားတတိနဲ့လားမဖြစ်နိုင်ဘူးဗျာဟင်မဖြစ်နိုင်ဘူးဗျာဘယ်ကြီးသွားမှာဘယ်တော့သွားမှာဆိုတွေကညကလေးအိပ်တော်လူလား ပြောပါဗျာ ဟင် ပြောပါဗျာ ဟုတ်ပါမလားဗျာ ဟုတ်ပါ ဟင်ညကလေးအိပ်တော်မှာဟုတ်ပါဘူးဗျာ တင်ပါ တော့ကတတ်လှန်ထားတာလေ တင်ပါ ဟင်မန်နေဂျာပဲနေတော့နိုးထားနဲ့ လောလောလောပါဗျာ ဘယ်လို လောလောလောပါဗျာ အေးဒါလိုနေအေးဒါပဲလို့အေးဒါစေမစေရသေးဘူးအေးဘယ်လိုလဲအေးနာတလူကဒီလာတော့ဟောတတိအမနဲ့အေးစီစီပဲမဟုတ်ဘူးလား ဟုတ်ပါဗျာ ဟုတ်ဘူးတဲ့တော့ကဒီကတော့လေးဘယ်လိုလုပ်ရတော့လောကဘယ်လိုလဲကျွေးကြီးဘယ်လိုဟဲ့နောက်ဆက်ကြစားမှာဗျာ ဟုတ်ပါမလားသူကအတွေးမမရအောင်ပေါ့မကဝင်နေရမှာ တင်ပါဗျာ အတွေးကတော့တော့ကနဲ့လှမ်းမှာပဲတော့ကအတွေးနဲ့လှမ်းတယ်လောဘကအတွေးနဲ့လှမ်းတယ်ဒုစိတ်ကိုကိုကအပြင်ထွက်အောင်လှမ်းထုတ်တာတော့ကလည်းအတွေးနဲ့လှမ်းတာပဲလောဘကလည်းအတွေးနဲ့လှမ်းတာပဲသူကလှမ်းမခံရအောင်ကိုကျူးစားရမှာဗျ တင်ပါဗျာ ကာဘောကဖြစ်ချင်းရင် တင်ပါဗျာ ဖြစ်ချင်းလားကာဘောဖြစ်နိုင်ဘုံဘောပေါ်ပါမလားဟဲ့ ပေါ်မှာပါဗျာ ဘောပါပါအေးကဲတို့ပြောချင်တာပြီကဲလို့ချင်တာလို့တော့ တင်ပါ ကဲတော့လေ อันนี้เนี่ยต้องแบบชาติเนาะอ๋อ เ Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ พ những video hấp dẫn
ထားတဲ့ခါထားကမှာပေါင်းလို့ဒီတာပီတီရောအပြည့်အားလုံးမှဝိဝိသံတုကင်းလို့ကြပါစေတောကောရောဂဝိနာတံတုဒီတုံမေသင်္ထာယခါထာကမှာပေါင်းလို့ဒီတောကောရောဂစိတ်၌ဖြစ်သောဆိုရင်ကြောင့်ကြမှုကိုယ်၌ဖြစ်သောအနာရောဂါဖြည့်ဆည်းမှုအပေါင်းမှလည်းပဲဝိနာတံတုကင်းလို့ကြပါစေတို့ဒီတုံမေသင်္ထာယခါထာကမှာပေါင်းလို့ဒီအန္တရာယအန္တရာယ်အပေါင်းမှမာဘဝတုမဖြစ်ကြပါစေကုန်သတည်း